မင်္ဂလာပါရှင်အပတ်စဉ်စနေညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့စစ်ကောင်စီကနမ်ဆန်ရန်ကျွေးရွာကိုလေရင်ပုံးကျဲခဲ့တဲ့သတင်းပူတာအိုဒေတာမှာစစ်ကောင်စီတပ်စစ်ကြောင်းတွေကြောင့်ဒေတာခံပြည်သူတွေစိုးရိမ်နေရတဲ့သတင်းနဲ့တခြားစိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်တော့ပါမယ်ကျွန်မကရှင်မုံပါကချင်ပြည်နယ်မြစ်ကြီးနားနဲ့ဝိုင်းမော်လမ်းပိုင်းမှာရှိတဲ့နမ်ဆန်ရန်ကျွေးရွာကိုဇူလိုင်22ရက်ည10:30အချိန်ခန့်ကစစ်ကောင်စီကကြက်လင်ရင်3စီးနဲ့ဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။ KIA နဲ့စစ်ကောင်စီတပ်အကြားနမ်ဆန်ရန်မှာအခုတလောတိုက်ပွဲတွေမရှိဘဲနဲ့စစ်ကောင်စီကကြက်လင်ရင်နဲ့ဘုံ4ကြိမ်ကျဲခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကလာကျဲသွားတဲ့လင်ရင်ဘုံကြောင့်ပြည်သူတွေထိခိုက်တာမရှိခဲ့ပေမဲ့ကျေးရွာအုပ်ချုပ်ရေးမှုရုံအဆောက်အုံတချို့နဲ့ကျွဲနွားတချို့တေဆုံးခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်ကနမ်ဆန်ရန်ဝန်းကျင်ကိုစစ်လင်ရင်နဲ့တိုက်ခိုက်တာဟာအခုအကြိမ်ဒုတိယကြိမ်မြောက်ဖြစ်ပြီးတော့ပြီးခဲ့တဲ့ဇူလိုင်10ရက်နေ့ကလည်းစစ်လင်ရင်နဲ့တိုက်ခိုက်တာတွေရှိပါတယ်။စစ်ကောင်စီတပ်ကနမ်ဆန်ရန်မြို့အနီးဝန်းကျင်မှာစစ်အင်အားတိုးချဲ့တာတွေဆက်လက်လှုပ်ဆောင်နေတာကြောင့်နမ်ဆန်ရန်နဲ့တောက်ဖုံးရောင်ကျေးရွာအနီးဝန်းကျင်တွေကပြည်သူတွေထိတ်လန့်နေကြရပြီးလုံခြုံရာကိုတင်းရှောင်နေကြရပါတယ်။နမ်ဆန်ရန်ကျေးရွာကပြည်သူတွေဟာမြစ်ကြီးနားနဲ့ဝိုင်းမော်မြို့တွေမှာစစ်ပေးတင်းရှောင်နေခဲ့ကြပြီးစစ်ကောင်စီရဲ့အကူအညီနဲ့နေရက်ကိုပြန်လာနေခဲ့ကြတာဟာလပိုင်းလောက်ပဲရှိပါသေးတယ်။အခုတဖန်စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်တဖန်စစ်ပေးရှောင်နေကြရတာဖြစ်ပါတယ်။ပူတာအိုမြို့အနီးဝန်းကျင်ဒေသတွေမှာအခုတလောစစ်ကောင်စီတပ်တွေနဲ့ပြည်သူစစ်အင်အားထပ်တိုးနေရချထားပြီးစစ်ကြောင်းလှုပ်ရှားတာတွေကြောင့်တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်လာပါကတကြော့ပြန်စစ်ပေးသိမ်းရှောင်နေကြရမှာကိုပြည်သူတွေစိုးရိမ်နေကြပါတယ်။စစ်ကောင်စီတပ်နဲ့ပြည်သူစစ်တပ်ဖွဲ့တွေကအခုချိန်ပူတာအိုမြို့ဖောက်မာနဲ့လုံကာကွန်ဒေသတွေမှာစကန်ချလှုပ်ရှားတာတွေပုံမှန်လှုပ်ဆောင်နေတာကြောင့်၎င်းဒေသမှာတိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့လည်းသိရှိရပါတယ်။လွန်ခဲ့တဲ့မတ်လအတွင်း KIA တပ်မဟာ1ဒေသတေယန်ဆုပ်မိုက်တောင်စုခါဒေသတွေမှာ KIA KPDF တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်စွန်ဘရာပုံအနီးဝန်းကျင်တွေမှာရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကပူတာအိုလုံရှာယန်ဒေသတွေမှာစစ်ကြောင်းထိုးလှုပ်ရှားနေပြီးစခန်းချနေထိုင်နေကြတယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေကအခုလိုပြည်သူတွေရဲ့ကျေးရွာဒေသတွေမှာစစ်စခန်းချနေထိုင်လက်ရှိတာကြောင့်တိုက်ပွဲတွေဖြစ်လာပါကပြည်သူတွေကိုထိခိုက်စေနိုင်ပြီးတကြော့ပြန်စစ်ပေးတိမ်းရှောင်နေကြရမှာတွေကိုလည်းပြည်သူတွေကစိုးရိမ်လျက်ရှိပါတယ်။မုံမြင့်စင်လီနမ်ဖက်ကကောင်ရာဒေတာမှာလွန်ခဲ့တဲ့ဇူလိုင်18ရက်နေ့က KIA တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့ပြီးနောက်ခုံမုံကျေးရွာဘက်ကစစ်ပေးသိမ်းရှောင်နေကြရတဲ့ကောင်ရာပြည်သူတွေကစစ်ကာလကြာရှည်မှာကိုစိုးရိမ်နေကြရပါတယ်။အခုချိန်ခုံမုံကျေးရွာဖျားကျောင်းဝင်းအတွင်းစစ်ပေးသိမ်းရှောင်နေကြတဲ့ပြည်သူတွေဟာကောင်ရာနဲ့စုပရာကျေးရွာဘက်ကအင်ချေ90ကျော်နဲ့လူဦးရေ220ခန့်ရှိနေပါတယ်။စစ်ပေးသိမ်းရှောင်နေရတဲ့အချိန်ကြာလာလို့ရှိရင်တောင်ယာနဲ့လေယာတွေထဲကစိုက်ပျိုးသီးနှံနဲ့ကောက်မသိမ်းနိုင်မှာကိုလည်းစိုးရိမ်နေကြတယ်လို့သိရှိရပါတယ်။အခုချိန်စစ်ပေးသိမ်းရှောင်နေရတဲ့ပြည်သူတွေကို training ခေါင်းလူမှုအဖွဲ့အစည်းတွေနဲ့တခြားကူညီရေးအဖွဲ့အစည်းတွေကဆေးဝါးနဲ့စားတောက်ရေးတွေကိုကူညီထောက်ပံ့ပေးနေပေမဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစစ်ပေးရှောင်တဲ့အချိန်ကာလကြာလာလို့ရှိရင်အခက်အခဲတွေပိုမိုရှိလာနိုင်မှာကိုလည်းစိုးရိမ်နေကြရပါတယ်။အခုတလောစစ်ကောင်စီတပ်ဖွဲ့တွေကကျွော်ပန်လက်နက်ကြီးတွေရန်တမ်းပစ်ခတ်မှုတွေကြောင့်ပြည်သူတွေအသက်ဆုံးရှုံးမှုမကြာခဏဖြစ်နေကြောင်းကိုလည်းသိရှိရပါတယ်။အပတ်စဉ်စနေညသတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုရောစိတ်ပါရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်